ကျွန်တော်ဆေးထိုးပြုံကိုဘူးတဲကထုတ်ပြီးကိုဘာသာကိုကြီးထွားဟော်မုန်းဆေးထိုးလိုက်တယ်ကျွန်တော်အရက်ရှိခြင်းယုံတက်ပါပဲဒါပေမဲ့အမေမြင်သွားခဲ့တယ်ကျွန်တော်လုံနိုင်တာဆိုလို့မတက်ရက်ပြီးအမေကိုဖတ်ထားပေးလိုက်ရုံပဲပေါ့ကျွန်တော်ဘောလုံးကစားရတာကိုအရန်ညံ့လို့တာဒါပေမဲ့အသက်10နှစ်အရွယ်မှာကျွန်တော်မှာကြီးထွားဟော်မုန်းချို့တဲ့ယောဂရှိနေတယ်ဆိုတာသိလိုက်ရတဲ့လမ်းထဲထွက်တိုင်းတခြားကလေးတွေရဲ့လှောင်ပြောင်တာကိုခံရတယ်ကျွန်တော်လေးစိတ်တက်ကြခဲ့ရတယ်နောက်ဘောလုံးကစားခွင့်မရတော့မှကိုလည်းအရန်ကြောက်ခဲ့တာဒါပေမဲ့ကျွန်တော်အဖွားကကျွန်တော်ကိုအမြဲအားပေးခဲ့တဲ့အဖွားကကျွန်တော်ကိုဘောလုံးပွဲတွေခဏလိုက်ပြတတ်တယ်ဒီနေ့တော့အတင်းမှာလူလိုနေတာနဲ့အဖွားကကျွန်တော်ကိုချက်ချင်းပဲအကြံပေးထောက်ခံလိုက်တဲ့နီးပြကကျွန်တော်စီဂျာစီတစ်ထည်လှမ်းပစ်ပေးခဲ့ပြီးအဲ့ဒီနေရာမှာလည်းကျွန်တော်ရဲ့ပထမဆုံးဘောလုံးပွဲစတင်ခဲ့တာပါပဲကျွန်တော်ကလူကောင်းသေးပေမဲ့ကျွန်တော်ရဲ့ဘောလုံးစွမ်းရည်ကတော့ထူးခြားပြောင်မြောက်လာပါတယ်တကူပြီးတကူတွင်းယူနိုင်ခဲ့တဲ့လူတိုင်းမတက်ရက်ပြီးအားပေးခဲ့ကြတာပေါ့ဒါပေမဲ့တနေ့မှာကျွန်တော်နာမည်ကတကဘာလုံးကိုနှိမ့်သွားလိမ့်မယ်ဆိုတာအဲ့ဒီအချိန်ကဘယ်သူမှမသိခဲ့ကြပါဘူးဘိုးသွင်းမိတိုင်းကျွန်တော်လက်မျိုးကိုအပေါ်ထောင်ပြီးကောင်းကင်ကြီးကိုမောကြည့်လေးရှိတယ်ဒါဟာကျွန်တော်ဘွားကိုဂုဏ်ပြုတာပါဘွားလည်းကောင်းကင်ဘုံကနေကျွန်တော်အတွက်ပြောနေလိမ့်မယ်လို့မျှော်လင့်ပါတယ်အဲ့ဒီနေ့ကစပြီးကျွန်တော်နေ့တိုင်းလေ့ကျင့်ခန်းဆင်းတယ်စီနီယာကစားသမားတွေကတော့ကျွန်တော်ကိုအထင်သေးနေတော့မယ်သူတို့ကကျွန်တော်ကိုတေးလုံးနဲ့ပိန်လုံးနဲ့လို့ထင်ခဲ့ကြတာဒါပေမဲ့ကျွန်တော်ရဲ့အရေးချင်းနဲ့သူတို့အထင်မှာကြောင့်တက်တည်ကြခဲ့ပါတယ်ကျွန်တော်ကစားတဲ့ပွဲတိုင်းအတင်းကဘိုးပြတ်နိုင်ခဲ့ပြီးမကြခင်မှာပဲကျွန်တော်ဟာကွင်းထဲကဘရင်တစ်ပါးဖြစ်လာခဲ့တယ်ပွဲတစ်ပွဲမစခင်မှာကျွန်တော်မတော်တဆအိမ်သာထဲမှာပိတ်မိသွားခဲ့ဘူးလေတကားကိုထုပြီးအကူအညီတောင်းပေးမယ်ဘယ်သူမှရောက်မလာဘူးပွဲကလည်းစတော့မှာဆိုတော့ကျွန်တော်တခြားရွေးချယ်စရာမရှိပဲမှန်ကိုခွဲသတင်းပေါက်ကနေခုန်ချပြီးထွက်ခဲ့ရတယ်ကွင်းထဲအထိတချို့လည်းပြေးခဲ့ပေမဲ့ပွဲဥထွက်ပထမပိုင်းကိုတော့လွတ်သွားခဲ့တဲ့နီးပြကကျွန်တော်ကိုချက်ချင်းပဲလူစားလဲဝင်ခိုင်းလိုက်တယ်ကျွန်တော်ကွင်းထဲခြေချလိုက်တာနဲ့အတင်းကိုတကိုးပြီးတကိုးတွင်းပေးပြီးဥဆောင်ခဲ့တယ်နောက်ဆုံးမှာတော့ကျွန်တော်တို့အနိုင်ရပြီးချန်ပီယံဆုကိုစုကူးနိုင်ခဲ့တာပေါ့နီးပြကကစားသမားတိုင်းကိုစပိတ်တစ်စီးစီစုချခဲ့ပါတယ်စေကူတာမှုခံယူရင်းမနာမနေလေ့ကျင့်ခန်းဆင်းရင်းနဲ့ကျွန်တော်အရက်ကတဖြည်းဖြည်းမြင့်လာခဲ့တယ်ဂျာစီရွေးတဲ့အခါမှာလည်းနံပါတ်10ကိုမြင်ချင်းဆွဲလန်းသွားခဲ့တယ်အဲ့ဒီနေ့ကစပြီးအဲ့ဒီနံပါတ်ဟာကျွန်တော်ရဲ့အမှတ်သားဖြစ်လာပြီးကျွန်တော်အတွက်ဂုဏ်ပြုစုပေါင်းများစွာကိုယူဆောင်ပေးခဲ့ပါတယ်ကဲကျွန်တော်နာမည်ဘယ်သူလဲဆိုတာသင်သိပြီလား